妈是干毛拿买的呢？妈是干来买的，妈是来买的啊，看妈买的呗，喏。开始封测，抓不抓嘛？抓不抓嘛 Hello， 看了，哈，没事，你看要不要来？上我们来不啦？来了啦，不哈。看看，哪个发了你的地？当然要加你啊！你干嘛呀啦？嘿，我那边我边买出来干啥不啦？好的，问你呀呀，俺想往你呀，是我来考表。嘿，考表也干嘛呢？俺也面来喏，没事。这里下来嘛，大家表了没？都面家交代到了，明年开到了，弄你呢哦。哎吧，哈，俺对吧？အခုလိုမျိုးစိတ်ပူပေးရကျေးဇူးပဲနော်ဒါပေမဲ့ရှင်းတော့ကြွမ်းမိသားပါမရှိ你တိတ်ကဲမနေနဲ့နော်အဲ့ကနေကနေမြဲတဲ့မောင်းရမှာကတ်တော့ပြီးဟာဆိုင်အောင်ပြန်လာခဲ့တော့ဒီမှာအလုပ်တွေများတယ်ဟာ online လည်းအများကြီးပဲ အေးပါဟာလာခဲ့ပါပါနင်ကလည်းဟဲ့ဗါလေနင်ကမနာလို့ဖြစ်နေရလားဟဲ့လားရှင်းတော့လေ ကျွိုး မရှိဟာကနေရလားမကျွိုးကျွိုးဟာဖြစ်မဖြစ်ရလေကျွိုးရဲ့ ရှင်းခွေးလေးလာတယ်ရှင်းတော့မှပါတယ်နော်ရှင်းသမီးရွယ်ပြလောက်တာမဟုတ်ပါဘူးမတို့တစ်ဆက်ဖြစ်သွားတာပါ ဘာလို့တောင်းမှန်းတာလဲမင်းတို့ရန်ကားတဲ့မိန်းကလေးပဲမင်းကြောင့်ငါခွေးခုလိုဖြစ်သွားပြီမင်းတို့တောင်းယူမလဲမင်းတို့လုပ်ပေးမလဲပြော ကျမစိတ်ခါပို့ပေးပါမယ် စေကပ်ဖို့ဟုတ်လားဒီအချိန်နဲ့ရောက်မှစေကပ်ဖို့တင်ပါပဲ တော့မှတော့မတော်တဆဖြစ်သွားတာပါရှင် မတော်တဆမင်းကတော့မတော်တဆပဲဒီမှာခွေးကသေးတယ်မင်းတို့တောင်းယူပါ ရှင်ကျင်တော့ရှင်ဘာလုပ်ရမလဲ ဘာမင်းခွေးလား ဘာလုပ်လို့လဲဘာလုပ်လို့လဲ ဘာလို့မှမလဲမင်းခွေးယူသွားလို့ပေါ့ မပြသွားပါနဲ့တောင်းပန်ပါလေကျမစလို့လေးကိုပြောပေးပါနော် ဘာလို့ပေးရမှာလဲယူမှာပဲမင်းခွေးကိုယူသွားအောင်မင်းတယောက်ဒီခံစားနေရရင်ခွေးတွေကောင်တော့တေးဝိုင်းကဘယ်လောက်ဒီခံစားရမလဲဆိုတော့မင်းကိုချင်းစားမှာပေါ့ ရှင်းတောင်းပန်ပါလေရှင်ဘယ်လောက်ထိခံစားရမလဲဆိုတော့လေရှင်းစာနာပါတယ်ဒါမှစလို့လေးကိုပြောပေးပါနော် မပေးနိုင်ဘူးဒါငါအတွက်လျှော်ကြေးပဲဒါမှဆုံးရှုံးမှုဆိုတော့မင်းနားလဲမှာဒီမှာငါခွေးတေးဝိုင်းတော့ကြောင့်မင်းကိုတတ်မချေဘူးမင်းဘဝမှာတသက်လုံးပျော်ရွှင်မှုမရပါစေနဲ့လို့ငါဆုတောင်းတယ် 老太嘿是စိတ်မရလားဟဲ့ဖုန်းပြောနေတယ်ဘာဖြစ်တာလဲအားဆင်းကြည့်လို့လား ကဲငါကောင်းမောင်းလို့ရတော့မှာမဟုတ်ငါ့ကိုလာခေါ်ပေးပါလား ဟုတ်ပြီငါလာခေါ်မယ်နော်အခုနေမှလည်းပြောစိတ်ထဲမှာဆွဲလိုက်ခါရင်တော့အခက်ခဲဖြစ်သွားမှာပေါ့ပြုပြင်လို့မရတဲ့ဟာဆိုရင်မေ့ပြစ်တယ်မေ့ပြရမယ်ကားပြန်မှကြည့်ကြောက်စိတ်ကိုတစ်သက်လုံးဆွဲထားနေရတယ်ဟယ်လိုဆက်ပြောရှိဘာဖြစ်နေရလဲဆောင်းလည်းမလာဘူးလားဘာမှမလုပ်ချင်ဘူးဟာကောင်းမောင်းကမှလည်းကြောက်နေရဲ့ငါလည်းမရတော့ဘူးရှေနင့်မြန်နှလုံးရောက်ရတယ်နော်တော်တာနေဒီလိုဖြစ်နေမှဆိုလို့ရှိရင်နင့်မနေကောင်းဖြစ်နေမှာပေါ့ဟာအတင်းထားစမ်းပါဟဲ့စိတ်ကိုပြပြတာဟုတ်ပြီလား ငါအားတော့တင်ထားတာပဲဟာရောက်မှမရတာဟိုနေ့အဖြစ်ပြက်လို့ငါပြန်မြင်အောင်ပြောရှင်းနေတုံနေရစနိုးကိုလည်းလွမ်းနေဟာ
အဲ့ဆိုဒီလိုဟာငါနဲ့နာခေါ်မယ်အာယုံလေးပါလေးလမ်းသွားအောင်ငါတို့တူတူ shopping ထွက်အောင်လေဘယ်လိုလဲ 你没有老靠嘛嘞？ ငါခုလာခဲ့မယ်လေဆိုင်ကမလေးနဲ့ထားခဲ့လိုက်ပါနေဆောင်နေနော် ဟဲ့ဒီမှာမင်းငါခွဲကိုဘာလုပ်တာလဲလာဂျိုလီ 啊，是不是好来着？ ဂျိုလီလို့ခေါ်လိုက်တာလေဂျိုလီ 是这么可以那么偏的，都把那么细的，snow。 ဟာမင်းရဲ့လက်ထဲမှာဒါစနိုးပဲလေငါရဲ့လက်ထဲမှာဂျိုလီပဲဒီခွေးကငါခွေးဆိုတော့ငါကြိုက်တဲ့နာမည်ပေးပိုင်မှုရှိတယ်ဒီမှာမင်းကားနဲ့တိုက်လို့သေသွားရင်ငါရဲ့ခွေးနာမည်ကဂျိုလီနော်ခွေးစားပြန်ရတဲ့ဒီခွေးကိုဂျိုလီလို့နာမည်ပေးထားတာရှင်းတယ်နော် ဒီမှာကျမခွေလေးကို snow လို့ Asian ဖြူစေစေခြင်းနဲ့ရွယ်ချက်နဲ့ပေးထားတာနော်အတိတ်ပဲရှိရရှင့်ဂျူလီယာဟို Angelina Jolie ရဲ့နာမည်မလားအဲ့ဟာကြီးကလေသူများမိန်းမအိုးကျမခွေကအပြိုး ဟုတ်လားဟာဒါဆိုနဲ့ယောက်ျားပေးစားဖို့စီစဉ်ရတော့မှာပေါ့မနေ့ပြန်ကြရင်ဘေးအိမ်ကခွေးတီလေးနဲ့အိမ်အောင်ချပေးဖို့စီစဉ်လိုက်တော့မယ်နော် ဟာနေဟာအဲ့လိုမလုပ်ပါနဲ့ဟို snow အဲ့လိုမလုပ်ပါနဲ့တောင်းမှလည်းခွေးလေးပြန်ပေးပါနော်ဟိုသူ့လေဟိုပေါက်ဆောက်လေးကမွေးထားတာကျမတို့ညီမလေးလို့ချစ်ရတာပါ ဟောဒါဆိုရင်မင်းကခွေးရဲ့အမပေါ့ ဘာရှင် ဟောမင်းပြောတော့သူ့ညီမလေးတယောက်လိုချစ်တယ်ဆို ရှင်စကားကိုကပ်ပြီးမပြောနဲ့နော်တောင်းမှလည်းဟို snow လေးကိုပြန်ပေးပါနော်ဟို snow လေးကလည်းကျမကိုအရင်ချစ်တာရှင့်အိမ်မှာနေရတယ် तू ကစိတ်ဆင်းရဲနေရမှာပြန်ပေးပါနော် နေမင်းဒီတော့တောင်းပန်နေမှာတော့မင်းခွေးကငါပြန်ပေးတဲ့မပေးတဲ့စဉ်းစားလိုက်အောင်စဉ်းစားပြီးလို့ရှိရင်တော့မင်းကအကြောင်းပြန်မယ်ဟာမင်းကိုဆက်သွယ်လို့ရအောင်မင်းရဲ့ဖုန်းနံပါတ်ငါ့ကိုပေး လူကြီးစနိုးကိုပြန်ပေးဖို့ဖုန်းပြန်ဆက်မယ်ဆိုပြီးမဆက်ဘူး3ရက်လောက်ရှိဟယ်လို ဟယ်လိုရှင်းနေကလားကိုဘာယူခဲ့မှာမင်းကိုဖုန်းမြုံနေရမလား ရှင့်ကိုစကားပြောချင်လို့မျှော်နေလို့မထင်နဲ့စနိုးကိုလိုချင်လို့ပြောနေ ဟောဒီလိုလားဟာ sorry ပါကွာကိုစဉ်းစားရကြာသွားတဲ့အတွက်တကယ်စိတ်မကောင်းပါဘူးဟိုကိုကဆုံးဖြတ်ချက်ကိုအခုမှချပြီးရ ရှင်စနိုးပြန်ပေးမှမလားယင် အာနေဟိုအဲ့ဒါမပြောခင်မှာမင်းဂျိုလီနဲ့အရင်ပြောရဂျိုလီနင်းမလည်းစကားပြောတာ ဘာရှင်ဘာနဲ့မှလဲ အော်ဟိုမင်းမဲညီမလေးတို့ချစ်ရပါတယ်ဆိုโอเคပါခွေးမရဲ့ဟိုခွေးညီမလေးနဲ့စကားပြောလိုက်ပါနော်ကဲဂျိုလီ စနိုးမမရှိလေမအိတ်သေးဘူးလားစနိုးဟိုလူကြီးနဲ့ကယူဆက်ရလာရင်ရိုက်တာတို့ဘာလို့လှုပ်သေးလား ရှင်းနေဂျိုလီပြောတာမင်းကြားတယ်လားသူ့တခင်အစ်စ်ကတည်သွားတဲ့သူ့ရဲ့ခွေးလေးကိုပြန်မရနိုင်တော့တဲ့အတွက်သူ့ကိုပဲတသက်လုံးခေါ်လာဖို့ဆုံးဖြတ်လိုက်ပါပြီတဲ့ ဘာရှင်တော့ အော်မင်းမခုနဂျိုလီနဲ့ဖုန်းပြောတယ်မင်းမကြားဘူးလားသူ့ကိုမမျှော်လင့်ပါနဲ့တော့တဲ့သူ့တခင်အစ်စ်ကစိုးပေမဲ့သူ့တခင်အဟောင်းရဲ့မိုက်ကျွေးမိုက်ပစ်တွေကိုပြန်လဲပေးဆက်ရင်းနဲ့သူမပြောနိုင်တဲ့ဘဝမှာပဲပြောနေဖို့ဆုံးဖြတ်လိုက်ပါပြီတဲ့သူစူးစမ်းပြီးနေသွားမှာပါတဲ့ ရှင် နေရှင်းနေမပြီးသေးဘူးဂျိုလီပြောကြံနေတယ်ဟိုသူ့တခင်တစ်စီစဉ်ပေးတဲ့အိမ်တော်ဘက်ကိုလည်းတွေ့ပြီးပါပြီတဲ့မချစ်ပေမဲ့လည်းလက်ခံလိုက်ပါမယ်တဲ့ ရှင်လူရောက်ပါကြီးအစာနာတရားမရှိရလူကြီး ။အော်မင်းရတယ်ကွာဒေါသရဲ့သိပ်ထွက်မနေပါနဲ့။ဒါမင်းရဲ့အပြစ်တွေမင်းပြန်ပြီးတော့ပေးဆက်ရတာလေ။ကြည်ကြည်နဲ့ကြီးလက်ခံလိုက်ပါ။ကိုကဂျိုလီအတွက်လင်ကောင်းသားကောင်းရအောင်စီစဉ်ပေးတာမို့မင်းစေးထားပြီးနေလိုက်ပါနော်။ဒါပဲနော်။ အဲ့ဒါကလူရောက်ပါကြီးမောင်းနေ